အားလုံးပဲမင်္ဂလာပါမနာကိုဖြစ်ပါတယ်မနာကိုဒီနေ့ကတော့ chocolate milk tower ကိုရောက်နေပဲဖြစ်ပါတယ်ဒီမှာတော့ chocolate milk tower strawberry tower banana tower strawberry tower banana milk tower ဆိုပြီးပြောထားပါတယ်ဒီမှာတော့ dress set ပေါ့နော်အင်ကြီးလဲလို့ရပါတယ်အင်ကြီးလေးလည်းဝယ်လဲလာပါနော် wait okay tap yeah အောက်ကတန်းကြတော့ဟွာပေါ့နော်အောက်ကဇပွဲကုံနဲ့တိုက်ထားတော့ဇပွဲကုံမှာစော့နေဆိုဇပွဲကုံအင်းကြီးရဘာစတိုင်းကြီးတော့လို့ဟောသပင်းကြီးရွေးလိုက်ဗျာတော့တည့်ရတိုင်းမှာဒါလေးပဲကြိုက်မင်းထဲမှုလောက်တိုင်းစပိုင်းနဲ့နော်အမဲလေးပဲလာအတင်းဆုံးလေးရင်လေးနေလာတယ်တန်ကြိတ်ကြားတယ်တခြားလူတွေတချို့လူပြောတယ်အတန်ကြိတ်လေးရင်လာရင်အတန်ကြိတ်ကြားတယ်ဆိုရင်လည်းအဲ့ဒါတဲ့သူတို့ကဟိုနေလေးဖြစ်နေလို့တဲ့ပြောရပါလားမရပြောကြတယ်လေဒီမှာဒါနှိပ်တာအင်းရောချမ်းမြင်ဖြစ်တယ်ပေါင်ကြည့်လိုက်တော့ပိုလှတယ်နော်ငါကပေါင်တိုးထားတာဆိုသိမလားအစတော့ပြန်ကိုပေါင်ကြီးထားတာဒါပေါင်ကြီးရသူရဲ့အမြင်ကပ်မှာပဲခုံးလို့ကလည်းသိမကောင်းဆိုတာပဲထားတယ်နော်ဒီကြောင့်ဟာတော့ချဲတော့ပဲညရကရဆော့မှာပေါ့ဒါလေးပဲဆော့မယ်နော်ချက်ကလေးထားပါနာမည်နဲ့လိုက်အောင်လို့ပေါ့ဒီဟာချော့ဒီနောက်ကလေဆော့ရင်လေးသလားမလေးအမေကဆော့ရင်လေးတောက်ခတ်ပြီးဆော့ရတာကိုကြိုက်ရတယ်လားဘာလဲဆိုတော့တောက်ခတ်ပြီးဆော့ရတာကြတော့အမေကဘီဒီဆောင်ဖြစ်သွားတယ်ဆော့ရကိုကြိုက်တယ်ပေါ့နော်ဒီလိုလိုကြရတယ်တောက်ခတ်ပြီးဆော့တယ်မဆော့တတ်ကြဘူးပေါ့နော်Okay ဗီဒီယိုလေးမဆက်တော့မင်းတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုပါရစေ။ comment လေးလည်းမှတ်ခဲ့ပြီးတော့ဆိုပြန်မှတ်ခဲ့ပြီးကြဦးပေါ့နော်။အားကြောင့်စင်းရဲလေးစိတ်ဆိုးပါတယ်။မှတ်ခဲ့ပြီးကြပါလို့ဒါတော့အခုတော့မင်းတို့ရဲ့ channel ကိုကြည့်ရလို့တော့နည်းသွားတယ်ပေါ့နော်။ဒါလို့လဲဆိုတော့ညာကလည်းဗီဒီယိုမတင်ပြတာလည်းများတယ်။ပြီးတော့တင်တဲ့ချိန်ကြလည်းမြန်ကိုကတလွဲတွေကြီးတင်တော့လေတချို့တွေလည်းမကြည့်ကျင်ကြတော့ပေါ့နော်။အဲ့ဒါကြောင့်လဲတောင်းပန်ပါတယ်လို့မင်းကိုပေါ့နော်အမားရှိနေတောင်းအမားကြီးလုံးမိနေတောင်းပန်ပါတယ်ကိုလည်းတက်တလောက်မတက်လောက်လေးတင်ကြည့်ရပါတော့စစချင်းဗီဒီယိုမင်းကိုတင်ထားတာကြတော့ငယ်လေးတော့ပြောမှုပါတယ်6နှစ်လောက်တော့အဲ့ဒါတင်ထားတော့ 2.5k view ရောက်သွားတယ်အဲ့အောက်ဆုံးဗီဒီယိုအမှစတင်တာပါအဲ့ပြီးတော့ငါသမီးအဲ့ရပြမယူမင်းကိုကပြန်ကြည့်လိုက်တော့မှအဲ့လိုရှင်းနေတာပေါ့နော်မလေးပြုတ်ပွဲကြနေတယ်ဒီတာဝါကြီးကအလား story တော့ရောက်ခေါ်လိုက်မယ်နော်အမင်းကိုပေါ့နော်မင်းကိုချင်းလိုက်ပါပြီပါချင်းရတယ်ဆိုတော့မင်းကိုပေါ့နော် YouTube နာမည်ကမင်းကို Vlog ရဲ့နာမည်ကိုချင်းလိုက်ပါပြီ Vlog နာမည်ကလည်း Yuki ပေါ့နော်ကြတော့YouTube နာမည်ထဲမှာလည်း YouTube account နာမည်ကလည်း Yuki ဆိုပြီးတော့အဲ့လိုလေးပဲပြောင်းထားပါတယ်။နောက်က emoji style လေးနဲ့ပေါ့နော်။ Okay Yuki ပေါ့နော်ဒီနေ့ဘာလဲဆိုတော့robot လေးတွေပဲခုံပြရင်ကောင်းမလားလို့ robot လေးပဲဆော့ပြရင် view လေးရိုက်ပြီးတော့ဆော့ပြရင်ကောင်းမလားဆိုပြီးတွေးကြည့်ရပါရှင့်။ဒါမှမဟုတ် robot နဲ့အခုဆိုရင်မင်းကိုကပေါ့နော်။အဲ့လို game တွေတော်တော်ဖြတ်လိုက်ပြီပေါ့နော်။တော်တော်များများဖြတ်လိုက်ပြီပေါ့နော်ရှိတာဆိုလို့မင်းကမှ roller ရှိတယ် Tugabuga ရှိတယ်ဟို game ဆော့တဲ့ဟာလေgame ဆော့တဲ့ဟာတော့မဟုတ်ပုံဆွဲတဲ့ app တစ်ခုရှိပါတယ် drawing app တစ်ခုရှိပါတယ်အဲ့မှာလည်းကြိုက်တဲ့ပုံလေးလာဆွဲခိုင်းရပါတယ်ဒါပေမဲ့နည်းနည်းခက်တဲ့ပုံလေးတော့မဆွဲပြပါဘူးသူကပုံဆွဲရတိတ်မတော်လို့ရှစ် comment လေးလည်းမှတ်ခဲ့ပြီးလို့ရပါပြီနော်ပြရင်ပြန်မင်းကိုအစမ်းတစ်ပုတ်တင်ပြပါမယ်အဲ့ပုံဆွဲတဲ့ဟာကိုလေcomment မှတ်ခဲ့ပြီးကြပါလို့တောင်းဆိုပါတယ်မှတ်ခဲ့ပြီးကြဆိုတယောက်မှခဲ့ကြပါဘူးမိုးကမလင်းသေးဘူးမီးကပြတ်သွားပြီဆိုတော့โอเคပါမင်းကတော့နားတာโอเคမင်းကတော့ blog လေးတွေရိုက်ချင်ပါတယ်ဒါပေမဲ့လည်း blog ရိုက်တော့လေ blog လေးတွေရိုက်ချင်တယ်ဒါပေမဲ့လေ
morning blog တို့ rotation blog တို့ပေါ့နော်မြောက်ကshort တွေထဲမှာပေါ့နော်rule ပေါ့နော် short တွေထဲမှာ rule ပေါ့ together ကလေ short ရိုက်တဲ့ချိန်မှာလေအတူလေးတွေရိုက်တဲ့ချိန်မှာလေအတူမှဟိုမျိုးအရှည်ကြီးတွေရိုက်ချင်တာကွာဟိုမျိုးအရင်လည်းမရှိဘူးကွာ48မိနစ်ကိုကွာနည်းနည်းလေးပို့ပြီးရိုက်ချင်တာပေါ့ကွာအဲ့အားကြတော့လေနဲတယ်ပေါ့နော်မြောက်ကိုရဲ့လောက်တဲ့အချိန်ဆိုအရင်နဲတော့လေတိတ်လို့မရမနဲ့အတူစတွေဖျက်ရတဲ့နေရာပါတယ်ပေါ့နော်ကဲနိုင်တော့ပါမယ်နည်းနည်းပဲလို့ပါအဲ့ရှော့လို့ဆိုရင်မင်းကကို YouTube ပေါ်မှာတက်လာတော့နော် gain ဆိုတာအရင်ကျွမ်းကြည့်လို့တော့ပဲလေဆော့တာလေသူတို့ကလက်3ယောက်ဆော့တာသူတို့လဲဆိုတော့လည်းသိမဆော့တတ်ဘူးပေါ့နော်မင်းကလည်းပြတတ်ဘူးပေါ့နော်ဆိုတော့မင်းကကိုပြောပေါင်ကြီးလိုက်ရင်ကြတော့ကြည်လို့ကျိုးတိုင်းကြရှောက်လို့မရတော့ဘူးနော်ဒါလေးပဲဒီလိုပေါင်သေးလေးကြရှောက်လို့ရတယ်ပေါ့နော်အရှိန်လုံးကြကြောက်ပါမယ်ကြောက်ရသေးနိုင်တော့မယ်လို့နည်းနည်းပဲလို့ဟုတ်တယ်နည်းနည်းပဲလို့အပေါ်မှာထက်ရှိသေးလားမသိဒါချစ်စရာလေးနော်ချစ်စရာလေးသွေးရောလားမရိုင်းနဲ့ကွယ်လာထရီဘဲဟာလေပါလေခေါလာအနာအကောက်လာခါအကောက်လာအပ်တာပေါ့နော်မင်းကဖန်နေရလားမသိအတေးလေးတွေပေါ့နော်စားတာမဟုတ်တော့ပါကိုမမင်းကိုရှိလာပြီးတော့ကိုမမနဲ့လည်းမရှိဘူးဆိုမဟုတ်တော့ပါအကောင့်လာတာမင်းတို့ဖန်လေးတွေလားမသိပါမဟုတ်တော့ပါနော်နိုင်ပြီဟိုမှာဆိုဝိကကမီကီအကူကီနိုင်ပါပြီချစ်စရာလေးကုံလေးကကြီးရလေးကဟိုဘက်လည်းလဲမနိုင်ဒီနေ့ပဲလာကြတော့ပါရှင်တတာ